တနေ့မှာတော့တငယ်ချင်း၄ယောက်ပေါင်းပြီးတော့ဈေးထက်ကိုအလန်းစားကြီးတဲ့တွားလောက်ကြပါတော့တယ်ပိုပြီးဆွဲဆောင်မှုရှိသွားအောင်သူတို့ရဲ့တွားတွေကိုအမဲရောင်တွေအသေးချချဲသားလိုက်ပြီးလူအများရှိမှ easy ကလေးတွားလောက်ကြတာပါပထမဆုံးဆန်ကတော့ယုံကြည်မှုအပြည့်နဲ့ဈေးထက်ကိုရှောက်သွားလိုက်တာကောင်းမလေးတွေရဲ့အာယုံဆိုင်မှုကိုအလွယ်တကူပဲရသွားခဲ့ပါနောက်တစ်ယောက်ဖြစ်တဲ့ဂျက်ကလည်းသူညက်ပြောင်းလက်မနေတဲ့တွားအမဲရောင်ကြီးကိုပြဲသေးကြီးဖျဲပြလိုက်တော့တခြားယောက်ျားလေးတွေတောင်မနာလို့ဖြစ်သွားကြတဲ့အထီးပါပဲတတိယမြောက်လူဖြစ်တဲ့ Alice ဆိုရင်ကလေးအမေအတော်ကြီးတွေကြမှာတောင်အသေးဆွဲအိုက်တော်တွေရောက်လို့ဖြစ်သွားတာဗျာကဲအဲ့ဒီမှာတင်ပြဿနာကစပါပြီနောက်ဆုံးလူဖြစ်တဲ့ Max ရဲ့အလဲအလဲရောက်ရောလူတွေအားလုံးထိတ်လန့်တကြားဖြစ်သွားကြပါတယ်ဘာလို့လဲဆိုတော့ Max လက်ခနဲ့ပြုံးပြလိုက်တဲ့အချိန်မှာထွက်လာတာကတောက်ပန့်လေးတဲ့တွားဖြူရောင်ကြီးတွေဖြစ်လီလို့ပါပဲသူ့ရဲ့တွားဖြူကြီးတွေကိုမြင်လိုက်ရတဲ့သူတိုက်တရေတစေကိုမြင်လိုက်ရထို့လို့လန့်ဖြတ်ပြီးထွက်ပြေးကြပါတော့တယ်ဒီလိုအခြေအနေကြီးကိုမြင်လိုက်ရတော့ Max တယောက်ဘာဖြစ်သွားမှန်းမသိပဲကြောင်းတောင်းနဲ့စိတ်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းတယောက်ကဟေးကောင်ဒီရွာမှာကတွားမဲတာကမှခစ်စားတာလीမင်းတွားတွေကဘာလို့များဖြူနေရတာတော့ဆိုပြီးမေးလိုက်ပါတယ်အဲ့ဒီတော့မှ Max ကဘာမထီးတဲ့မျက်နှာပေးနဲ့အေးအေးဆေးဆေးပဲဒီလိုပြန်ပြေးလိုက်ပါတော့တယ်ဘာလို့လဲဆိုတော့ငါကတွားတိုက်ဆေးနဲ့တွားတိုက်လို့လीကွာတဲ့